ရဝေအောင်နဲ့လက်ထက်တော့ပြင်အကြောင်းကိုပြောလာတဲ့ဆိုတော့ပို့တခင်တခါကအောင်မြင်တဲ့ VCD တရုပ်ဆောင်ရဝေအောင်နဲ့သူမရဲ့အခြေအနေကိုပြောပြလာသူကအစွန်တော်ပို့ပါအစွန်တော်ပို့ဆိုတာကတချင်းအေးလေးတွေကိုကိုပိုင်ဟန်ပြည့်နဲ့တီဆိုတတ်တဲ့အစွန်တော်တူပါအစွန်တော်ပို့ဟာအောင်မြင်တဲ့တီတချင်းများဆောင်ကိုလည်းတီဆိုရင်းရှိသူဖြစ်ပါတယ်အစွန်တော်ပို့ဟာနုပညာလောကမှာဒီလိုမျိုးချမ်းသာကြွယ်ဝကအောင်မြင်မှုများစွာရနေတယ်လို့ချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားပေမဲ့လည်းချစ်သူကြီးစားမရှိဘဲနဲ့တကွန်ရဲ့အထီးကျန်ကအပြိုကြီးဖြစ်နေရသူပါပိုပိုဟာချစ်သူကြီးစားတွေအများကြီးထားခဲ့မှုပဲတယောက်ကိုမှစိတ်တိုင်းမကြလို့အပြုံးကြီးလုံနေတာပါအဆိုတော်ပိုပိုဟာသူမရဲ့ချစ်သူဟာသူမအောင်အလိုလိုက်ရမယ်ဘာသာတရားလိုက်စားရမယ်တည်ငြိမ်အေးချမ်းရမယ်လို့ပြောလာတာပါခေါ်ခါမှာတော့ဆိုတော်ပိုပိုတရားသူမကိုကြီးဆိုင်ပေးမယ်ချစ်သူကောင်လေးကိုရှာတွေ့သွားပြီလို့ဆိုပါတယ်ပိုပိုချင်းရတဲ့ချစ်သူကတော့တရုတ်ဆောင်ရဝင်းအောင်ပါရဝင်းအောင်ဟာ VCD ခေတ်မှာပြိုတိုင်းကြိုက်တဲ့တရုတ်ဆောင်မင်းသားတစ်ယောက်ဖြစ်နေခဲ့တာပါရဝင်းအောင်ဟာငယ်ရွယ်နှုတ်ပြစဉ်ခါတော့ကကိုရီးယားမင်းသားတစ်ယောက်လိုချုံမောလှပလို့တည်ငြိမ်အေးချမ်းပါတယ်ခုချိန်မှာတော့ရဝင်းအောင်ဟာလူမျိုးကြီးဖြစ်နေတာပါအခုတော့အပြိုကြီးအဆိုတော်ပိုပိုတရားရဝင်းအောင်နဲ့တွဲဖက်ကတူတူတွဲရင်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေတက်လာတာပါဒါကြောင့်လဲလူတွေကရဝင်းအောင်နဲ့ပိုပိုတို့ချစ်ကြိုက်နေကြပြီလို့ထင်နေကြပါတယ်ဒါပေမဲ့လည်းအဆိုတော်ပိုပိုကရဝင်းအောင်ဟာသူမအတွက်ချစ်သူမဟုတ်ဘဲနဲ့အကိုကြီးတယောက်လိုသားဖြစ်ပြီးလူတွေကထင်လွဲနေကြတာလို့ဆိုပါတယ်